aggressive style တူတော်နဲ့ spy အနာဂတ်စပါတင်ကလက်ရှိရသည့်ကုံဆုံးချိန်အထိနီးပြတူတော်ကိုယာယီနီးပြဖြစ်ခန့်ခဲ့ပါပြီသူကခန်းစီကစားသမားဘွားကလာပြီးအစုံလူဖြစ်ကစားခဲ့လို့စိတ်သက်မာကျော်တယ်ပြိုင်ဘက်တွေကြော်ပြရခက်တယ်ပြိုင်ဘက်တွေကိုမညာမတာလဲတားဆီးတတ်ပါတယ်နီးပြဘွားရောက်တော့လဲအဲ့ဒီအမှုချင်းတွေကိုမပြောင်းလဲခဲ့ပါဘူးတူတော်ရဲ့စိတ်သက်ပြင်းထန်မှုကိုဆက်လက်ပြီးတော့မြင်တွေ့နေရဆဲပါပဲတူတော်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကပြင်းထန်ပြီးသူကစားသမားတွေကိုအမြဲတမ်းပြေးလွှားရုံးကန်နေအောင်တွန်းအားပေးထပ်ပါတယ်တူတော်ကခန်းစီကစားသမားဖြစ်ခဲ့ပေမဲ့တိုက်စစ်စင်ကစားတာကိုလည်းသဘောကျပါတယ်ပြိုင်ဘက်ကိုအမြဲတမ်း present လုပ်ပြီးဖိအားပေးကစားတတ်ပါတယ်စပါတင်တာဝန်ရှိသူတွေနဲ့ပရိသတ်တွေကနီးပြအောင်သောမတ်ဖရန့်ရဲ့ခန်းစစ်ဦးစားပေးနီးပြကိုသဘောမကျခဲ့ပါဘူးတူတော်ကစိတ်သက်ပြင်းထန်ပြီးတိုက်စစ်ကစားမဲ့အသင်းကိုပုံဖော်ပေးပါလိမ့်မယ်သူကပွဲချိန်တွင်မှာမရေမနာပြေးလာပြီးရုံးကန်နေမဲ့အသင်းကိုပုံဖော်ပေးပါလိမ့်မယ်တူတော်ကပရီးမီးယားလိရောင်းနဲ့စိမ့်သူတယောက်ဖြစ်ပေမဲ့ဥရောပလိတော်တော်များများမှာတော့နီးပြဖြစ်ကျင်းလည်ခဲ့ပြီးပါပြီခရိုအေးရှားဂရိပြင်သစ်နဲ့စီးရီးမှာတူတော်ကနီးပြဖြစ်ဖြတ်တန်းခဲ့ပြီးပါပြီတူတော်ကယာယီနီးပြဘွားဖြစ်လာဇီယိုနဲ့ဂျူဗီနဲ့အသင်းတွေမှာရလဒ်ကောင်းခဲ့မှုပါတယ်လာဇီယိုယာယီနီးပြဘွားပထမဆုံး2လမှာရှုံးပွဲမရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ဂျူဗီနဲ့အသင်းရဲ့ယာယီနီးပြဘွားမှာလည်းပထမဆုံး9ပွဲမှာတပွဲသာရှုံးခဲ့မှုပါတယ်ဂျူဗီနဲ့အသင်းကိုအဲ့ဒီချိန်တုန်းကချန်ပီယံလိဝင်လဲယူပေးခဲ့တာပါတူတော်ကပါရမီရှင်ထက်လောအားနှုတ်ပိုကောင်းတဲ့ကစားသမားတွေကိုလည်းပို့ပြီးတော့သဘောကျသူပါမာစီတင်နီးပြဘွားကတူတော်ကလောအားနှုတ်အပြုတ်ပြီးတိတ်မကစားတတ်တဲ့ gift player ပါရက်ကိုတိတ်ပြီးတော့နေရာမပေးခဲ့ပါဘူးဒါကြောင့်လည်းပြင်သစ်အားကစားချန်နယ်လေးတွေကတူတော်အသင်းမှာမက်ဆီကစားနေအောင်နေရာရမယ်မထင်ဘူးလို့တင်စားပြောဆိုခဲ့ပူးပါတယ်စပါတင်ကလည်းရှိချိန်မှာတန်းစစ်သုံးသားရောက်နေပြီးစိတ်သက်ကြားဆင်းနေပါတယ်တူတော်က aggressive style ဖြစ်အောင်စပါတင်ကိုခက်ကြမ်းကြမ်းပြောင်းလဲနိုင်မလားစောင့်ကြည့်ရပါတော့မယ်M9 Sport မှာတင်ဆက်ပါတယ်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ